မာတဲ့ကြောက်မဲ့ဖွယ်ကောင်းလောက်အောင်မြင်းကလေးကြီးတုံလှုပ်သွားတာဘာကြောင့်လဲဘာအကြောင်းများရှိလို့ပါလဲလို့အကြောင်းတရားကိုသိကျင်လို့မေးမြန်းသဘာဝအားဖြင့်လောကဒီကနေ့ထိအောင်မြင်းကလေးတုံလှုပ်တယ်ဆိုတာရှိတာကြည့်ပဲဘာကြောင့်လှုပ်တယ်ဆိုတာအကြောင်းမျိုးမျိုးရှိနိုင်တယ်ပေါ့မြတ်စွာဘုရားကရှင်အနန္ဒာရဲ့မိဂုံးကိုစစ်စစ်ပဲဖြေကြတယ်အနန္ဒာငရင်လှုပ်ဖို့ဆိုတာအကြောင်း၈မျိုးရှိတယ်အဲ့ဒီထဲကအကြောင်းတစ်မျိုးမျိုးကြောင့်လှုပ်ထားတာဖြစ်တယ်ပေါ့သူကသူလှုပ်တာမဟုတ်ဘူးဘာကြောင့်ပဲလှုပ်လို့အကြောင်းတစ်ခုတော့ရှိတယ်ခုခေတ်ဒီကြတော့အမျိုးမျိုးအဖြေထုတ်ကြမှာပေါ့ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအမျိုးမျိုးဖြေထုတ်တယ်မြတ်စွာဘုရားကငရင်လှုပ်ခြင်းရဲ့အကြောင်းတွေကိုဖြေထုတ်ပေးထားတာ၈မျိုးရှိတယ်ဘာကြောင့်ငရင်လှုပ်တယ်ဆိုတာအဲ့ဒီနေရာမှာရှင်အနန္ဒာကိုမြတ်စွာဘုရားကရှင်းပြတယ်အထခောအာနန္ဒဟေတုမဟာတောဘူမိသလတ္တပါတုဘာဝါယကြီးမားတဲ့ငလျင်ကြီးတွေလှုပ်တယ်ဆိုတာဟာအကြောင်း၈မျိုးရှိတယ်အဲ့ဒီအကြောင်း၈မျိုးတွေကတစ်မျိုးမျိုးကြောင့်လှုပ်နိုင်တယ်အကြောင်း၈မျိုးကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာသဘာဝအကြောင်းတစ်ခုကိုရှင်းဥစွာရှင်းပြတယ်သဘာဝအကြောင်းတစ်ခုဆိုတာဘာလဲလို့ဆိုရင်ဒီကမ္ဘာမြေကြီးရဲ့တည်နေပုံကိုပထမရှင်းဥစွာမြတ်စွာဘုရားရှင်းပြတယ်အယံမဟာပထဝီဥဒကေပဋိဋ္ဌိတာဟောဒီကမ္ဘာမြေကြီးဟာရေပေါ်မှာတည်ရှိနေတယ်နော်ကမ္ဘာမြေကြီးကရေပေါ်မှာတည်ရှိနေတယ်ဆိုတာစဉ်းစားကြည့်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်ရေတွင်းတူးကြတယ်လေအဝီစီတွင်းနေတူးတယ်ဆိုတော့မြေကြီးအောင်မှာရေတွေရှိနေတယ်ဆိုတာပြောလို့ရတာပဲပြီးတော့အခုခေတ်သိပ္ပံနည်းနဲ့ကြည့်လိုက်မယ်ဆိုရင်ဒီကမ္ဘာမြေကြီးဆိုတာ the planet ခေါ်တာကမ္ဘာဂြိုလ်လို့အဲ့ဒီကမ္ဘာဂြိုလ်ကြီးကတကယ်ကြည့်မယ်ဆိုလို့ရှိရင်အခုကောင်းကင်ယံကမြင်နေရတဲ့လာကြီးလို့ပဲအဝေးကနေကြည့်လို့ရှိရင်အဲ့ဒီပုံသဏ္ဍာန်ပဲမြင်ရအရင်ကလာ